ရာတွေလေတစ်ခုပြီးတစ်ခုတို့လာဆုံးရှုံးစရာတွေလေထပ်ပြီးမရှိတော့ဘူးဘာတွေကြုံတွေ့ရအောင်မလဲမသိသေးလဲစိတ်ချနေတယ်ကိုယ်တော်လည်းထိပဲအထားတယ်အကောင်းဆုံးရာတွေလေကိုယ်တော်ပြီးခဲ့တယ်အဆိုးဆုံးရာတွေလေကြုံတွေ့ရအောင်မပဲနာကျင်စရာများရှိခဲ့ပြန်ပြီးအသက်ရှင်ခဲ့ကိုယ်တော်ပေးကတိကကျွန်တော်အတွက်မျှော်လင့်ချက်ကိုယ်တော်ပေးတဲ့အရာများပြန်လေရုပ်သိမ်းသွားရင်လေချီးမွမ်းနေမယ်ဂျေဇုတော်လုံးလာတဲ့ပြန်